မန်စီးတီးရဲ့အသင်းကောင်းဆောင်တင်ရှာဖို့တော့အားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မန်ချက်စတာစီးတီးအသင်းရဲ့အဝတ်လဲခဲထဲမှာတော့စိတ်လှုပ်ရှားစရာပြောင်းလဲတစ်ခုစတင်ဖြစ်ပေါ်တော့မှာပါနီပြအန်ဆိုမာရက်စ်ကဟာအသင်းရဲ့အနာဂတ်ခေါင်းဆောင်အဖွဲ့ကိုသူကိုယ်တိုင်စနစ်တကျရွေးချယ်ဖန်တီးတော့မှာဖြစ်ပါတယ်အသင်းရဲ့ခေါင်းဆောင်ဟောင်းဘာနာဒိုဆေးဘာဒီယာရီယယ်မက်ဒရစ်အသင်းစီပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်မန်စီးတီးအသင်းရဲ့အသင်းကောင်းဆောင်လက်ပတ်ကိုဘယ်သူဝစ်ဆင်သွားမလဲဆိုတာပရိသတ်တွေကြားရင်ခုန်စရာခေါင်းစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။နီပြဟောင်းပက်ဂွာဒီယိုလာထွက်ခွာသွားပြီးနောက်မာရက်စ်ကာဟာသူ့ရဲ့အသင်းကိုကိုပိုင်ဟန်နဲ့ပုံဖော်ဖို့စတင်ခြေလှမ်းတော့မှာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့နီပြအန်ဆိုမာရက်စ်ကာဟာအရင်ကလိုကစားသမားတွေစံနာမဲပေးရွေးချယ်တဲ့နီလန်းကိုမသုံးတော့ပဲသူ့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့ပဲခေါင်းဆောင်တွေကိုတာဝန်ပေးအပ်သွားမှာပါ။အသင်းရဲ့ခံစင်မှုဖြစ်တဲ့ရူဘင်ဒီယက်စ်ဟာအသင်းကောင်းဆောင်လက်ဖက်ကိုဆက်ခံဖို့ရေပန်းစားနေသူဖြစ်ပါတယ်။ဒါပေမဲ့အပြီးသက်ဆုံးဖြတ်ချက်ကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ပြီးခဲ့တဲ့ရာသီကဘာနာဒိုရဲ့နောက်ကမှာ DS အပြင်အာလင်ဟာလန်နဲ့ရိုဒီတို့ပါဝင်တဲ့အဖွဲ့ငယ်တခုရှိခဲ့တာကြောင့်ဒီခေါင်းဆောင်ပိုင်းအဖွဲ့ကိုနီးပြကပြန်လဲအတုံးချချင်နေတာဖြစ်ပါတယ်။အခြေအနေတွေကပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာကတော့စပိန်ကွင်းလဲလူရိုဒီရဲ့အနာဂတ်ပါပဲ။အသက်30အရွယ်ရှိပြီဖြစ်တဲ့ရိုဒီဟာဘာစီလိုနာအသင်းစီပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေပြီးစပိန်ကလေးရဲ့ပေါင်38တန်းနဲ့ကန်လန်မှုကိုမန်စီးတီးဘက်ကပယ်ချထားခဲ့ပေမဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေကရှိနေစေပါရိုဒီတာထွက်ခွာသွားခဲ့ရင်မာရက်စ်ကာအနေနဲ့အသင်းကောင်းဆောင်အဖွဲ့တွေကိုအနည်းဆုံးကစားသမား2ဦးထက်မကတစ်လွင်အောင်ထည့်သွင်းရတော့မှာဖြစ်ပါတယ်ဒီလိုအချိန်မှာပဲနီးပြဟာအင်္ဂလန်ကစားသမား2ဦးကိုအသင်းရဲ့ခေါင်းဆောင်အဖြစ်ဦးစားပေးသတ်မှတ်ချင်နေတာပါဒီဆုံးဖြတ်ချက်တော့အတီးဖြစ်လာခဲ့ရင်အသင်းရဲ့အကယ်ဒမီထွက်ချေပွင့်ဖီလ်ဖိုဒန်ကခေါင်းဆောင်နေရာအတွက်အဆင့်သင့်ဖြစ်နေပါပြီအသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖိုဒန်ဟာ2022-23ရာသီတုန်းကဖလားသုံးလုံးအောင်မြင်မှုရယူခဲ့တဲ့အသင်းထဲမှာကျန်ရှိနေသေးတဲ့ကစားသမား6ဦးတွေကတအူးဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းအသင်းမှာတက်တန်းအတော်ကြာရှိနေပြီဖြစ်တာကြောင့်အသင်းရဲ့ခေါင်းဆောင်တအူးအဖြစ်တာဝန်ယူဖို့အပြည့်အဝယုံကြည်မှုရှိနေကြောင်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုထားပါတယ်။အသင်းပေါ်တစ္ဆာရှိမှုနဲ့ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ဖိုဒန်အတွက်တော့ဒါဟာအခွင့်အရေးကောင်းတစ်ခုပါပဲ။တခြားတစ်ဖက်မှာလည်းခရစ္စတယ်ဘဲလစ်အသင်းကနေပြီးခဲ့တဲ့ဇန်နဝါရီကမှရောက်ရှိလာခဲ့တဲ့မာဂူဟီကလည်းခေါင်းဆောင်အဖြစ်ပါဝင်လာဖို့ရည်ပန်းစားနေပါတယ်။ကိုဟီဟာဘဲလစ်အသင်းမှာ18လကြာအသင်းကောင်းဆောင်တာဝန်ကိုယူခဲ့ဘူးသလိုအင်္ဂလန်လက်ဝဲစစ်အသင်းမှာလည်းခေါင်းဆောင်လက်ပတ်ကိုဝစ်ဆင်ခဲ့ဘူးသူဖြစ်ပါတယ်။အသင်းမှာစိတ်သက်ခိုင်ပါပြီးပွဲကိုဦးဆောင်နိုင်စွမ်းရှိတဲ့အင်္ဂလန်ကစားသမားကိုအဓိကထားတိဆောက်ခြင်းနဲ့မာရက်စ်ကာရဲ့ရည်ရွယ်ချက်ကြောင့်မန်စီးတီးရဲ့ယာတီတစ်ဟာခေါင်းဆောင်မှုပုံစံတင်တဲ့အထူးအီတီဟက်ကွင်းကြီးထဲမှာပရိသတ်တွေကိုရင်ခုန်စိန်ခုန်မှုတွေကိုဆက်လက်ပေးစွမ်းသွားနိုင်တော့မှာဖြစ်ပါတယ်။ဒီလိုအရောက်သားရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1H2 ကို like and follow လုပ်ထားပေးဖို့ပြောကြရင်ဆုံးသပါစေ။ကျေးဇူးတင်ပါတယ်။